အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ဆရာမခေခုကနေပြီးတော့မြန်မာနာမည်တွေပေါ့နော်သူကဂျပန်လိုရေးပြသွားပါလိမ့်မယ်ကျွန်တော်တို့အရင်တစ်ပတ်တုန်းကကျွန်တော်တို့နာမည်တွေကိုရေးပြရင်းနဲ့ကျွန်တော်တို့ကြည့်ရှုကြတဲ့မိတ်ဆွေတွေကိုလည်းသူတို့နာမည်လေးတွေရေးပေးပါလို့ပြောခဲ့တာရှိပါတယ်အဲ့ထဲမှာရေးလို့အတန်ထွက်ကိုက်ညီတဲ့မြန်မာနာမည်တွေကိုသူကဂျပန်လိုရေးပြသွားပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကနေပြီးတော့အဓိပ္ပာယ်လေးတွေပေါ့နော်တတ်နိုင်တဲ့လောက်ရှင်းပြပါမယ်ကျွန်တော်တို့ရွေးချယ်ထားတဲ့နာမည်လေးတွေကတော့ချိုနောက်တစ်လုံးကဇင်နောက်တစ်လုံးကမောနောက်တစ်လုံးကစုနောက်တစ်လုံးကမိုးနောက်ဆုံးတစ်လုံးကတော့ချစ်မိုးနဲ့ချစ်ကတော့အတန်ထွက်ရေးပြမှာမဟုတ်ပဲနဲ့သူ့ရဲ့ဂျပန်လိုပေါ့နော်မိုးကိုဘယ်လိုခေါ်တယ်ဘယ်လိုရေးတယ်ဆိုတာနဲ့ချစ်ကိုဘယ်လိုခေါ်တယ်ဘယ်လိုရေးတယ်ဆိုတာကိုရေးပြမှာဖြစ်ပါတယ်အခုဆရာမရေးပြနေတဲ့စာလုံးကတော့မြန်မာလို့အဓိပ္ပာယ်ရပါတယ်အရင်ကတော့ဘာမှပေါ့နော်ဟိုးတုန်းကပြောလို့ရှိကြတဲ့နီပွန်ဘရူမာဘန်ဆိုင်ဆိုတော့လေဒီစာလုံးနဲ့ပဲပေါင်းတာပါပဲတဲ့ဒီစာလုံးကတော့ချိုအနည်းဆက်ဆုံးဂျပန်လိုအတန်ထွက်လို့ရတဲ့စာလုံးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့ကြည်လင်တယ်ပြတ်သားတယ်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော်
ဒီစာလုံးကလည်းဇင်ကိုအနီးကပ်ဆုံးအတန်ထွက်ထားတာပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကဂယုဏဆန်တယ်လူသားဆန်မှုပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်ဒီစာလုံးကတော့မော်ကိုအနည်းဆုံးအတန်ထွက်နိုင်တဲ့ဂျပန်စာလုံးပါသူ့ရဲ့အဓိပ္ပာယ်ကိုတော့မျှော်လင့်ချက်အင်္ဂလိပ်လိုဆိုတော့ hope ပေါ့နော်အဲ့လိုအဓိပ္ပာယ်ရပါတယ်ဒီစာလုံးကလည်းစုနဲ့အနည်းဆုံးအတန်ထွက်တူတဲ့စာလုံးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကအသက်ရှည်ခြင်းမင်္ဂလာရှိခြင်းစတာတွေနဲ့အဓိပ္ပာယ်ရပါတယ်မင်္ဂလာဆောင်တွေပါတွေမှာလည်းသုံးကြတယ်လို့ပြောပါတယ်ဒီစာလုံးကတော့မိုးအတန်ထွက်ရေးထားတာမဟုတ်ပါဘူးဒါဂျပန်လိုမိုးဆိုတဲ့စာလုံးပေါ့နော်ရွာတဲ့မိုးကိုဘယ်လိုရေးလဲဆိုတော့ရေးပြထားတာပါအတန်ထွက်ပုံကိုတော့ तू ကထွက်ပြပါလိမ့်မယ်雨နောက်တစ်ခါတော့ထွက်ပါဦး Maybe you should repeat 雨ဒီစာလုံးကလည်းမိုးလိုပါပဲအတန်ထွက်မဟုတ်ပါဘူးဂျပန်လိုအချစ်ဆိုတာကိုဘယ်လိုရေးလဲဆိုတာကိုရေးပြထားတာပါအတန်ထွက်ကိုတော့ तू ကထွက်ပြပါလိမ့်မယ်愛အိုက်ပေါ့နော်အိုက်ကကျွန်တော်တို့တရုတ်မှာလည်းဒီအတန်ပါပဲစာလုံးပေါင်းလည်းတူတူပါပဲဟုတ်ကဲ့ဒီတပတ်အတွက်အစီအစဉ်လေးရတော့လောက်ပါပဲနောက်တစ်ပတ်ကြာရင်ဘာတွေရေးပြမယ်ဆိုတော့စောင့်မျှော်ပြီးတော့ကြည့်ကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်